ဒီနေ့ကကြာကျွန်တော်တို့ gender rap ပဲပေါ့အဲ့ဒါလုပ်တာအဲ့မှာကျွန်တော်တို့စာရွက်လေးတွေပြီးတယ်ပေါ့နော်စာရွက်လေးတွေဒီစကွဲပေါ်မှာထပ်ထားတယ်အဲ့မှာကလေးတွေဆွဲတဲ့ဟာကိုအားလုံးကိုအမှတ်တရအနေနဲ့ပြချင်တာဖြစ်ပါတယ်ကြည့်ဒါဆိုတော့ဖိုနီဒါပါလိမ့်တယ်နှခမ်းမွေးလေးရောစပင်လက်ကြီးနှမွေးတော့မွေးလာပဲပါတယ်တဘောရှင်ဒီမှာနောက်တစ်ဘောဝိုင်းနဲ့မြေလာနှစ်ပူမှာပေါက်နေโอเคနောက်တစ်ဘောကြာ Regina တဲ့ကြာဒီချာလေးဆွဲထားတယ်ပေါ့နော်စပင်လေးအလဲခွဲနဲ့ဘွိုင်းနေကြရောဘွိုင်းလမ်းတီခွေးစီလေးပါโอเคနောက်ဒီကိုအချာဖိုးဝါရုပ်ကမှစစ်ပတ်နေတော့ပါတယ်โอเคနော်ဒါကြောင့်နာမည်မပါဘူးနော်နာမည်ပါဘူးဒီတိုင်းပဲပုံမှန်ပဲစပင်လေးရှိချမယ်ရှင်ကြီးလုံးလေးဘရွေးတာပုံစံလေးဆိုတာဒီနေ့ကြောက်ကြတာနာမည်တော့မထည့်ထားဘူးရီနေပုံလေးပေါ့နော်ရီနေပုံလေးထည့်ထားပြီးတယ်ဆွဲထားပြီးတယ်ပေါ့နော်ဒီကကြမွန်ဒီကာဒါရီနေပုံဝင်တရှင် main clip ပုံစံမျိုးစပင်လေးဆွဲထားပြီးရတော့နော်ဒီကလေးအလုံးစုံရှိ4 5 6နှစ်9နှစ်အလုံးစုံ12နှစ်13နှစ်အလောက်ပဲရှိရပေါ့နော်ကလေးတွေအမှတ်တရအနေနဲ့ဆွဲထားပြီးတယ်ဒီဟာကျတော့တော့ကြလှရပေါ့နော်ဒါကျတော့မိမရဲ့ညမပေါ့နော်အငယ်ဆုံးလေးဆွဲထားပြီးတာဒီဘောကကျတော့လှရဒါပကြည့်ပညာကောင်းတယ်လို့ပြောလို့ရမယ်ဒီနောက်တစ်ဘောကျတော့နာမည်တော့မပါဘူးတွက်ဆွဲထားပြီးတာအဲ့ဒါလည်း main clay လို့ပုံစံမျိုးပဲဆွဲထားပြီးတာဘာလို့လဲဆိုတော့သပင်းရှည်နေပေါ့နော်ဒီနောက်တစ်ဘောကကျတော့ကျန်းနေဒါကျတော့ခေါင်းမှာတတူးတွေတော့ပါတတူးတွေတော့ပါတယ်ပေါ့နော်โอเคအဲ့ဒါကျတော့ဝမ်းနဲ့ဆွဲထားကြည့်ဒါယောက်ျားလေးပဲဒါယောက်ျားလေးသပင်းအထောင်ပုံစံမျိုးပေါ့နော်ဆွဲထားပြီးတာဒီနောက်တစ်ဘောကျတော့နောက်ဆုံးပေါ့နော်အဲ့ဒါကျတော့မင်းနီနဲ့ဆွဲထားပြီးတာနော်စောဟုတ်တယ်မင်းနဲ့ဆွဲတာခုလိုမျိုးဆွဲပြီးအမှတ်တရကျွန်တော်တို့ရဲ့ brand okay channel review မှာဆွဲပြီးဒီအားလုံးကိုရှော့ဗီဒီယိုလေးကနေကျေးဇူးတင်ရှိပါတယ်ကျေးဇူးတရားအောင်လည်းအမှတ်တရအနေနဲ့အားလုံးကိုပြချင်လို့ဒီဗီဒီယိုလေးချိန်ပြီးချင်းဖြစ်ပါတယ်အားလုံးပဲကျေးဇူးပါနောက်မှတွေ့မယ်နော်